အရန်ချစ်တဲ့ယောက်ျားလေးတယောက်ရဲ့နောက်ဆုတ်ချိန်ဆိုတာတကယ်ရှိတယ်။ယောက်ျားလေးတွေကကိုချစ်တဲ့မိန်းကလေးဘလို့အမားတွေပဲရှိတက်နိုင်တယ်များခွင့်လွှတ်နားလဲပြီးဆက်ချင်နေကြတယ်။မင်းအတိတ်မှာဘာတွေဖြစ်ခဲ့ကိုယ့်လက်ထဲမှာတော့မင်းကဘယင်မှာတပားပဲလို့မှတ်ယူတတ်ကြတယ်။အလိုလိုက်ပေးရတာနှစ်သက်တယ်လို့ယူဆိုင်ပေးရတာကိုလည်းမညိုမငင်ရှိတတ်ကြတယ်။နာကျင်စရာတွေရှိခဲ့ရင်တော့ရင်ထဲတိမ်ထားတတ်ပြီးချစ်သူမိန်းကလေးကိုပြုံကြီးရှေ့တန်းတင်ပေးတတ်ကြတယ်။အချစ်တွေနှလုံးသားကိုရှေ့တန်းတင်ပြီးကိုချစ်သူအတွက်ဆိုရင်ပေါ်ပြီးနှုံအပြီးကျိုးဆွဲရအလိုက်တသိနဲ့အလိုလိုက်နေပေးတတ်ကြတယ်။ဒါမဲ့ဒီလောက်အနစ်နာခံချစ်ပေးနေတဲ့ယောက်ျားလေးတယောက်ဟာအလေးနဲ့မထားခံရတာများလာတဲ့အခါခွင့်လွှတ်ရတာတွေများလာတဲ့အခါလေးစားမှုမရှိဂရုစိုက်မှုမရှိကြတဲ့အခါကိုဘလောက်ပဲတန်ဖိုးထားကိုတီရှိနေခြင်းဟာသူ့အတွက်လူကိုတယောက်လိုတန်ဖိုးမထားအလေးနဲ့မထားဆက်ဆံခံရတာတွေများလာပြီဆိုရင်တော့နောက်ဆုတ်ဖို့ပဲပြန်ဦးတည်တတ်ကြတယ်။ယောက်ျားလေးတယောက်ရဲ့ကြောက်စရာအကောင်းဆုံးချိန်ဟာနှလုံးသားရဲ့နာကျင်ခြင်းတွေကိုဒေါသဖြစ်ပြောင်းလဲလိုက်တဲ့အချိန်ဖြစ်ပြီးယောက်ျားလေးတယောက်ရဲ့တနာစရာကောင်းတဲ့အချိန်ဟာနှလုံးသားရဲ့ဒဏ်ရာတွေကိုလေလွင့်ကူတာနေတဲ့အချိန်ပဲ။ယောက်ျားလေးတယောက်ရဲ့အပီးသက်နောက်ဆုတ်ချိန်ကတော့တိဆောက်ထားတဲ့ relationship တစ်ခုရပ်တန့်လိုက်ဖို့နှလုံးသားကနေလိုချင်စိတ်မရှိတော့ဘူးလို့အုံနောက်ကိုတတိပေးလာတဲ့အချိန်ဖြစ်ပြီးနှလုံးသားရဲ့နာကျင်ခြင်းတွေကိုအုံနောက်ကိုလွှဲပြောင်းပြီးအုံနောက်ကဆက်လုပ်သွားတဲ့အချိန်မှာတော့အရာအလုံးဟာအဆုံးသတ်သွားပြီ